มิกลบาสวัสดีครับ Good afternoon everyone ဟုတ်မင်္ဂလာနေ့ခလေးပါရှင် It's my great honor to be here today. I would like to share with you a new and exciting way to perform heart surgery. ဒီအထူးမှန်များဖြစ်နှလုံးဆုပ်ရှည်ခွဲစိတ်မှုအကြောင်းကိုရှင်းပြပြပေးမှာဖြစ်ပါတယ်ရှင် That's called totally 3D endoscopic cardiac surgery. ဒီအထူးမှန်များနဲ့ခွဲစိတ်ခြင်းကိုနှလုံးဆုပ်ရှည်ခွဲစိတ်ခြင်းကိုအကြောင်းကိုရှင်းပြသွားပေးမှာဖြစ်ပါတယ် This technique different from traditional open heart surgery that we have to open the chest, cut through the breastbone. ပုံမှန်တမယိုးကြောခွဲစိတ်မှုနဲ့မတူတဲ့ခွဲစိတ်မှုဖြစ်ပါတယ်ပုံမှန်တမယိုးကြောခွဲစိတ်မှုတဲမှာဆိုလို့ရှိရင်ရင်ညိုရိုးကိုဖြတ်တော့ခွဲခြားပေးဖို့လိုအပ်ပါတယ် Changing to the small incision on the right chest and using the high definition endoscope to help us to work on the valve. ဒီလိုနေပညာတဲ့ခွဲစိတ်မှုမျိုးမှာဆိုလို့ရှိရင်ရင်ညိုရိုးကိုခွဲခြားစရာမလိုဘဲနဲ့တင်းငယ်တော့အပေါက်ခွဲစိတ်ရာဖြစ်ခွဲစိတ်တာဖြစ်ပါရဲ့ရှင် In the next 30 minutes, I will show you what is this procedure look like and what is the benefit and how it helps the patient. 3D အထူးမှန်ပြောင်းနဲ့ခွဲစိတ်ခြင်းဖြစ်ရလာမယ့်အကျိုးကျေးဇူးတွေကိုလည်းပြောပြတော့ပေးမှာဖြစ်ပါရဲ့ရှင် Before going to minimally invasive technique, I would like to mention this is the normal or traditional open heart surgery. ဟုတ်နောက်ဆုံးပေါ်ခင်မီဒီပညာတဲ့ 3D အထူးမှန်ပြောင်းဖြစ်ခွဲစိတ်ခြင်းကိုမရှင်းပြမီပုံမှန်ပေါ့နော်ဒီတမယိုးကြောင့်နှလုံးဆိုးခြင်းခွဲစိတ်မှုအကြောင်းကိုအရင်ဆုံးပြောပြချင်ပါတယ် I think you can see the picture from Ajahn Natapon, the previous speaker, that normally when we do the open heart surgery, we have to cut the chest bones and go to the heart, like in the in the middle. ဟုတ်အရှိက presentation ကဒေါက်တာနတဘုံပြောသွားတဲ့အတိုင်းပေါ့နော်ပထမဦးဆုံးဒီတမန်လိုချခွဲစိတ်မှုမျိုးမှာဆိုရင်ပြင်းမျိုးရိုးကိုခွဲခြားရတယ်ခွဲခြားရတယ်8 to 10 cm ခွဲစိတ်ရအကြီးပေးပြီးတော့ခွဲစိတ်ရတာဖြစ်ပါတယ်ရှင် And when finished, we have to close. And usually, this technique will leave prominent chest scar on the patient. ခွဲစိတ်မှုပြီးပြီးတော့ခွဲစိတ်ရာပြန်လျှောက်တဲ့အခါမှာလည်းခွဲစိတ်တန်ရာကကြီးမားတဲ့အတွက်ကြောင့်လို့ပေါ်တော့တန်ရာရတော့ကြည့်လို့တော့မလှဘူးတော့ဖြစ်ပါမယ်ဟုတ် It is a standard technique, but it has some limitation. အဲ့လိုခွဲစိတ်မှုမှာဆိုလို့ရှိရင်တချို့လိုကတ်တက်ချက်တွေလိုမျိုးတော့ရှိရပေါ့နော်ဟုတ် For example, big surgical scar, more pain and delay recovery. ဟုတ်surgical scar အနာခွဲစိတ်တန်ရာကကြီးရအတွက်ကြောင့်လို့ပိုးဝင်မှုတွေလည်းရှိနိုင်ပါတယ် And sometimes it can cause serious complications like this picture. ဟုတ်ခွဲစိတ်တန်ရာကကြီးမားတဲ့အတွက်ကြောင့်လို့နောက်ဆက်တွဲဆိုးကျိုးတွေကပုံမှန်ပဲဟာသလိုပဲဘောနော်တန်ရာတွေကအနာမလှတာအနာမကျတာတွေလည်းရှိနိုင်ပါတယ် This is a surgical wound infection that involves skin and bones. ဟုတ်ခွဲစိတ်မှုပြီးရနောက်မှာခွဲစိတ်ပိုးဝင်တာတွေအယိုးထိတာမျိုးတွေလည်းဖြစ်နိုင်ပါတယ် With minimally invasive technique, we don't need to cut the bone, and we use just small incision on the right of the chest. minimally invasive လို့ခေါ်တဲ့နောက်ဆုံးပေါ်မှန်များဖြစ်ခွဲစိတ်တဲ့အခါမှာဒီလိုမျိုးခွဲစိတ်စရာမလိုတော့ပါဘူးတင်းငယ်တဲ့အပေါက်လေးခွဲစိတ်ရာအပေါက်လေးကိုပဲဖောက်ပြီးတော့မှန်ပြောင်းနေပဲခွဲစိတ်တာမျိုးဖြစ်ပါတယ်
so we can avoid this serious complication. ဟုတ်အဲ့ဒီတော့ကြောင့်မလို့ဒီလိုမျိုးတရားကြီးကြီးနဲ့ပိုးဝင်တာမျိုးမရှိတော့ပါဘူး I will show you what is the minimally invasive cardiac surgery. The minimally invasive cardiac surgery is the technique that avoid the mediastinal incision. ဟုတ်တင်းငယ်တဲ့ခွဲစိတ်တရားရင်းနဲ့နှလုံးခွဲစိတ်မှုအကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်ရင်းရိုးရိုးကိုခွဲခြားစရာမလိုဘဲနဲ့ရင်ဘတ်မှာ4 to 5 cm လောက်ပဲရှိတဲ့ခွဲစိတ်ရာပေးပြီးတော့ခွဲစိတ်ခြင်းဖြစ်ပါတယ် To a smaller incision allow 5 cm on the chest. ဟုတ်ခွဲစိတ်ရာကတော့5 cm ရွယ်ပဲရှိပါတယ် And typically is good for patients with mitral valve disease, tricuspid valve disease, and atrial septal defect. ဟုတ်mitral valve အဆိုရှင်ပြုပြင်တာတွေ tricuspid valve ခွဲစိတ်မှုတွေနောက်နှလုံးသွေးဝေခန်းနှခမ်းကြားရှိအပေါက်ခွဲစိတ်ပြုပြင်ခြင်းတွေမှာလည်းအသုံးပြုတဲ့ခွဲစိတ်မှုဖြစ်ပါတယ် It helps patients to get less post-operative pain, faster recovery, and minimizing the patient's scar. ဒီလိုမျိုးဒီခွဲစိတ်မှုတင်းငယ်ခွဲစိတ်ရာတင်းငယ်တဲ့ခွဲစိတ်ခြင်းမှာဆိုလို့ရှိရင်နာကျင်မှုလည်းနေတယ်နလန်ထားတာမှုလည်းမြန်တယ်ခုနလိုမျိုးတရားအကြီးမဟုတ်ပဲနဲ့ခွဲစိတ်တရားကတင်းငယ်တဲ့တင်းငယ်ပါတယ်ပုံမှန်ခွဲစိတ်မှုတွေထဲဟုတ် However, in terms of minimally invasive, is a variety of technique from level 1 to level 4. ဒါပေမဲ့လည်းဒီလိုမျိုးအကျိုးမှန်များကြည့်ဖို့ကိုခွဲစိတ်မှုတွေမှာ level လေးခုတော့ခွဲထားပါရဲ့ရှင်ဟုတ် For the level 1, the incisions is not too small. ပထမ level 1ခွဲစိတ်မှုမှာဆိုရင်incision ကတော့အရင်မသေးသေးဘူးပေါ့နော်ဟုတ် And to the level 3 or level 4, we can decrease the skin incision by using the endoscope or robotic to help us to do surgery. level 3နဲ့ level 4မှာဆိုလို့ရှိရင်ခွဲစိတ်ရာကပိုတင်းငယ်ပြီးတော့ခွဲစိတ်တာမျိုးဖြစ်ပါရဲ့ရှင် Like this example for this is the level 1 of mini thoracotomy. ဒါကြတော့ level 1ခွဲစိတ်မှုမျိုးဖြစ်ပါရဲ့ You can see that the incisions still big and we need the retractor. ပုံထဲမှာတွေ့ရတယ်လို့မျိုး level 1မှာဆိုရင်ခွဲစိတ်ရာကနည်းနည်းကြီးသေးပါရဲ့ဒီနဲ့ရိုးနှချောင်းကြားမှာရှိရနေပြီးတော့ခွဲစိတ်ကနေခွဲဖြစ်ပါရဲ့ And this also the maybe the level 1 that make us incision and use the lip spreader. ဟုတ် level 1ခွဲစိတ်မှုမှာဆိုရင်အပေါက်ဖောက်ပြီးတော့နေရိုးကိုမြင်ရဖို့အတွက်နေရိုးချဲတဲ့ကိရိယာကိုအသုံးပြုရပါရဲ့ The other issue is about the visualization with the small incision and direct vision. Sometimes we cannot see the valve structure clearly. ဒီလိုတင်းငယ်တဲ့ခွဲစိတ်မှုကိုဖောက်ပြီးအပေါက်ဖောက်ပြီးတော့နေရိုးရှေ့ပြီးတော့ဒီတိုင်းတာမန်မျက်စိနဲ့ကြည့်ရတဲ့အခါမျိုးမှာဆိုရင်ခွဲစိတ်ရာတင်းငယ်တဲ့အတွက်ကြောင့်မလို့ကောင်းကောင်းမမြင်ရတာမျိုးတွေတော့ရှိပါရဲ့ To add the endoscope or video can help the surgeon and team to decrease the size of the operation. အဲကြောင့်မလို့ဗီဒီယိုကင်မရာနဲ့ထည့်ပြီးတော့ကိုကြီးယူရတာမျိုးဖြစ်ပါရဲ့ And get a good quality of heart surgery. ဗီဒီယိုထည့်ပြီးတော့ခွဲစိတ်တဲ့အတွက်ကြောင့်မလို့ quality ကောင်းနဲ့ခွဲခဲပုံရိပ်တွေကိုမြင်ရတာမျိုးဖြစ်ပါရဲ့ And this is a endoscopic cardiac surgery. We use the high definition 3D endoscope and working through the small incision. ဒီအထူးမှန်ပြောင်းနဲ့ဒီအထူးမှန်ပြောင်းကိုပြုံးရနေပြီးတော့တစ်စင်းထဲတဲ့ခွဲစိတ်ကူတာမှုကိုပုံနဲ့တကွာဖော်ပြထားတာဖြစ်ပါတယ် This is what we do in the
Bangkok Heart Hospital for repair the mitral valve. ဒီပုံနေရခွဲစိတ်တော်ကြတော့ mitral valve နှလုံးဆုံးရှင်ပြုပြင်ခွဲစိတ်ခြင်းဖြစ်ပါတယ် So, it's quite similar to robotic heart surgery. You can see this picture. ဒီခုနကခွဲစိတ်မှုလို့ဆိုလို့ရှိရင်စိတ်ရုံဒီပညာတော့ခွဲစိတ်မှုနဲ့အလားတန်တူပါတယ် For me, the robotic heart surgery is more complex. It needs time to set up. စိတ်ရုံဒီပညာတော့ mitral valve ပြုပြင်ခြင်းမှာဆိုလို့ရှိရင်surgery မစားခင်နှလုံးခွဲစိတ်ကိရိယာကိုပြုပြင်တာတွေကတော့အချိန်ကြာတာမျိုးရှိရဲနည်းနည်းချုပ်ထွေးရဲ့ခွဲစိတ်မှုမျိုးဖြစ်ပါတယ် You can see that in terms of the size of the incision or the quality of heart valve repair, it doesn't have more advantage than the endoscopic cardiac surgery. မှန်ပြောင်းထည့်ပြီးတော့ခွဲစိတ်တာနဲ့ပေါ့နော်ဘယ်လိုဖွာရှားလဲဟိုဖော်ပြထားတာဖြစ်ပါတယ် So we aim to be truly minimally invasive. So we move to the endoscopic with 3D video to get a good result of the surgery. အခု 2D ဗီဒီယိုကနေပြီးတော့ 3D အစိမ်းမြင့်ကိုအထူးမှန်များနဲ့ခွဲစိတ်ကူးမှုကိုတက်တက်ထားပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ် Let me show you on the right hand side the picture of the surgery, the real picture of the surgery, and the left hand side from the robotic surgery. You can see it's not too much different. ဒီဘက်ချမ်းကကြတော့မှန်ပြောင်းထည့်ပြီးတော့ခွဲစိတ်ကိုတာတာကိုပြထားတဲ့ပုံဖြစ်ပါတယ်။ညာဘက်ချမ်းကတော့ဒီစက်ရုံနည်းပညာတော့ခွဲစိတ်ကိုတာခြင်းကိုဖော်ပြထားတဲ့ပုံဖြစ်ပါတယ်။ကြည့်လိုက်မယ်ဆိုရင်တော့ခွဲစိတ်ရာကတင်းငယ်တဲ့စက်ရုံနည်းပညာကိုတုံးချင်းမတုံးချင်းနဲ့ကြွာလာပေးရှိပါတယ်။ So now the trend is moving toward the minimally invasive and 3D endoscope surgery. At this picture, 3D အထူးမှန်ပြောင်းဖြစ်ထည့်ဖို့အတွက်မှန်ပြောင်းကိရိယာပုံကိုပြထားတဲ့ပုံဖြစ်ပါတယ် And this is the short video of how we do the endoscopic cardiac surgery. You can see that the surgeon sit on the chair, working through the small incision and looking at the screen. ဒီမှာဆိုလို့ရှိရင်ခွဲစိတ်ရာတင်းငယ်ပြီးတော့နှလုံးဆုပ်ခြင်းပြင်နေတဲ့ဗီဒီယိုတိုလေးကိုပြထားတာဖြစ်ပါတယ်။ခွဲစိတ်ဆရာဝန်တွေကလည်း 3D glasses ကိုတက်ပြီးတော့မြင်ကွင်းတွေကိုပုံမြင်ရအောင် 3D ဗီဒီယိုနဲ့ခွဲစိတ်ကိုထားတဲ့ပုံကိုပြထားခြင်းဖြစ်ပါတယ်။ And with the quality of the video, we can see the heart valve structure very clear, like our natural eyes through the last incision. ဒီနှလုံးဆုံးရှင်ခွဲစိတ်တဲ့အခါမှာ quality ကဒီမြင်ရတဲ့ quality ကပိုပြီးတော့တိကျပြတ်သားတာကိုလည်းမြင်ရမှာဖြစ်ပါတယ် So this is the procedure that we can use 3D endoscope for fix the heart problem. The first one is the patient with mitral valve disease. We can repair or replace the mitral valve through the small incision. 3D အထူးမှန်ပြောင်းဖြင့်နှလုံးခွဲစိတ်မှုရမယ်ခွဲစိတ်မှုအမျိုးမျိုးတွေကိုဖော်ပြထားတာဖြစ်ပါတယ်ပထမတစ်ခုကကြတော့ mitral valve ပြုပြင်ခြင်းဒါမှမဟုတ်အစာထိုးခြင်း 12-valve valve ပြုပြင်ခြင်းအစာထိုးခြင်းမှာလည်းခွဲစိတ်လို့ရပါတယ် And if the patient also have the tricuspid valve disease,
we can repair the tricuspid valve or replace tricuspid valve through the same incision with the mitral valve repair or with mitral valve replacement. tricuspid valve ပြုပြင်ကျင်းတာတွေtricuspid valve တွေမလုံတာတွေဖြစ်မှဆိုလို့ရှိရင်လည်းပြုပြင်တာတွေဒါမှမဟုတ်အစားထိုးပြုပြင်တာတွေလည်းလုပ်လို့ရပါတယ် And if the patient have atrial septal defect or ASD that cannot close with trunk catheter, minimally invasive technique is a good option for them. Atrial septal defect လို့ခေါ်တဲ့နှလုံးသွေးဝင်ခံတဲ့ကိုကြားမှာရှိရဲ့အပေါင်းငယ်များကိုခွဲစိတ်ပြုပြင်တဲ့အခါမှာဒီလိုတွေ့သည့်အထူးမှန်များပြခွဲစိတ်တာကအကောင်အမှုဆုံးနေတဲ့တစ်ခုဖြစ်ပါတယ် And if a patient have cardiac tumor, we can also remove the tumor through the small incision. နှလုံးအကျိတ်ဖယ်ရှားဖို့အတွက်လည်းနှလုံးခွဲစိတ်ရတင်ခဲ့တဲ့ခွဲစိတ်မှုကိုလည်းလုပ်နိုင်ပါတယ် And if the patient have atrial fibrillation or cardiac arrhythmia, we can do a surgical operation through this incision. နှလုံးကျကျမမှန်တဲ့ယောဂဖြစ်တဲ့ atrial fibrillation မှာလည်းအသုံးပြုလို့ရပါတယ် And in the future, this technique can expand to the more complex cases. နောက်ပြီးတော့ယောဂတွေမှာလည်းအနာဂတ်ယောဂတွေမှာလည်းစမြင့်နိပညာနဲ့လုပ်ဖို့အတွက်လည်းသူတို့ပြင်ပန်းထားပါတယ်ဆရာဝန်တွေကဟုတ် Let me show you an example of the short video of the case. ဒါကြတော့ဗီဒီယိုတို့ mitral valve ပြုပြင်တဲ့ဗီဒီယိုတို့လေးကိုပြချင်တာဖြစ်ပါတယ် This is a 47 years old male patient with mitral valve regurgitation. အသက်48နှစ်အရွယ်အမျိုးသား mitral valve မလုံတာနဲ့ပတ်သက်ပြီးတော့echo ပြထားတယ်ပြီးတော့ခွဲစိတ်မှုကိုပြထားတဲ့ဗီဒီယိုတို့လေးဖြစ်ပါတယ် And this is a mitral valve. We can see from the video that we can see the valve very clearly. ဒါကြတော့ mitral valve ကိုပုံပြထားတာဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်ပုံရိပ်ကိုတခြားမြင်ရမှာဖြစ်ပါတယ် In this case, patient has a mitral valve regurgitation severely. ဒါကြတော့တော် mitral valve မလုံတာကိုတော်ဆိုးဆိုးဖြစ်နေရဲ့ We repair the patient valve. We can apply every technique with the endoscopic technique. များနေပြီးတော့ဒီတိုင်း pot ထည့်ရုံနဲ့ဒီလိုခွဲစိတ်မှုတွေကိုပြုလုပ်ရရဲဆိုတဲ့အကြောင်းဗီဒီယိုတို့လေးရှင်းပြထားတာဖြစ်ပါတယ် So after we fix the prolapse mitral valve, we put the ring to make the valve stay longer, and then we test the valve. ဒါကြတော့ valve ကိုရှုပ်ထားတဲ့ဗီဒီယိုပေါ့ပြထားတာဖြစ်ပါတယ် And we do the echo to confirm the result after repair. ခွဲစိတ်ပြီးနောက်မှလည်းအစင်ပြေမပြေရှိဖို့အတွက် echo ရိုက်ထားတဲ့ပုံဖြစ်ပါတယ် When patient get a good result, we move patient to the ICU and take care patient after surgery. This is the picture day 2 after surgery, and that is the 1 year after surgery. ဒါခွဲစိတ်ပြီးနောက်ရရှိလာတဲ့ခွဲစိတ်ပြီး2ရက်မြောက်နေတဲ့ပုံဖြစ်ပါတယ်ခွဲစိတ်ရတင်းနေတာကိုလည်းတွေ့ရပါမယ် And this is another case of mitral valve stenosis. ဒါကြောင့် case ယောဂအသေးတစ်ခုဖြစ်တဲ့ mitral valve ချင်းအကြောင်းဗီဒီယိုပြထားခြင်းဖြစ်ပါတယ် The patient's valve cannot be repaired, so we need to remove the valve and replace with the bioprosthesis. valve ကတော်ကျင်းနေရတော့ကြောင့်မလို့ဒီနေရာမှာပြုပြင်လို့မရနိုင်ပဲအစားထိုးတဲ့ဒီပင်ကအစားထိုးတဲ့ခွဲစိတ်မှုမျိုးလုပ်တာဖြစ်ပါတယ် And this
this is a cut the previous valve and put the prosthetic valve. After operation, patient do very well. မိုက်ခရိုဖုန်းကိုအစားထိုးတာဖြစ်ပါတယ်ဒီအစားထိုးပြီးတဲ့နောက်မှာတော့လူနာကျန်းမာလာလဲဆိုရအကြောင်းရှင်းပြတာဖြစ်ပါတယ် This is a lady with atrial septal defect. ကြာကြတော့နှလုံးသွေးဝေကနှစ်ခုကြားရှိစက်တဲ့အပေါက်ကိုပြုပြင်နေခွက်စိတ်ပေါ်ဖြစ်ပါတယ် We close the atrial septal defect with the patch. ဒီထူရစက်တဲ့အပေါက်ဖြစ်နေတဲ့ပုံလေးကိုပြပြထားတာဖြစ်ပါတယ် And do you see the surgical scar in this lady along the nipple? Usually it's quite invisible scar with this technique. ဟုတ်ဒါဆက်ခုနကတို့ရကနမကြာချီအစိုးစက်တာကိုအပေါက်ပိတ်နေတဲ့ခွက်စိတ်ပုံဗီဒီယိုကိုပြထားတာဖြစ်ပါတယ် Okay. And for the atrial fibrillation, like this patient, after operation, the heart rhythm return to normal sinus rhythm. မခွဲစိတ်ခင်မှာနှလုံးစစ်ချက်မှတ်မှန်အောင် ECG ကနေပြီးတော့တစ်ချိန်တွေ့ရပါမယ်ခွဲစိတ်ပြီးနောက်နှလုံးကုန်လုံးရဲ့ normal အတိုင်းနဲ့ဖြစ်သွားတာကိုECG ကနေပြီးတော့ဖော်ပြထားတဲ့ပုံဖြစ်ပါတယ် With small incision around the nipple. ခွဲစိတ်ရာတွေကိုလည်းတင်းရတဲ့ခွဲစိတ်ရာဖြစ်တဲ့အကြောင်းပုံလေးနဲ့တော့ပြထားပါတယ် And this is a surgical setup in endoscopic cardiac surgery. မှန်ပြောင်းပြီးခွဲစိတ်တဲ့အခါမှာလိုအပ်တဲ့ခွဲစိတ်ကိရိယာတွေကိုထည့်မဲ့ခွဲစိတ်ကိရိယာတွေကိုပုံနဲ့ပြထားတာဖြစ်ပါတယ် We connect the patient to the heart lung machine using a small incision on the right groin. ဒီလိုခွဲစိတ်မှုကိုပြုလုပ်ရအတွက်ဟတ်လန်မရှင်ကိုလိုအပ်ပါတယ်ဟတ်လန်မရှင်ကိုဒီပေါင်တေလို့ကြောကနေပြီးတော့ထည့်ပြီးတော့ဆက်နှလုံးအစို့ဆက်ကိုတက်ဆင်ပြီးတော့ခွဲစိတ်ထားဖြစ်ပါတယ် And make a small incision on the right chest and using the soft tissue retractor. soft tissue တွေမြင်ရတာကိုဖြစ်ပြထားတဲ့ပုံဖြစ်ပါတယ် With high quality of video scope and the long sharp instrument, we can fix the valve through this small incision. အဲ့ဒီဘောက်ကနေပြီးတော့ခွဲစိတ်ရကိရိယာတွေကိုထည့်ဖို့အတွက်ပြထားတဲ့ပုံဖြစ်ပါတယ် And this is the benefit of this technique. You can see that with this technique, cosmetic result is excellent. ခွဲစိတ်ဒီတင်းငယ်တဲ့ခွဲစိတ်ဖို့အတွက်အကျိုးကျေးဇူးရတဲ့ကိုရှင်းပြထားပါတယ်ဒီအကျိုးကျေးဇူးမှာဆိုလို့ရှိရင်အလားပါရေးရအတွက်ပို့ပြီးတော့လောက်ပါတဲ့ခွဲစိတ်တရားပဲကျန်တဲ့အကြောင်းပြောထားတာဖြစ်ပါတယ် We change the big midline scar to the smaller scar on the hidden area on the right chest. အရင်လိုမျိုးခွဲစိတ်တရားကြီးမဟုတ်ဘဲနဲ့ပုံခွဲစိတ်တင်းငယ်တဲ့ခွဲစိတ်ရာဖြစ်တဲ့အတွက်ကြောင့်မလို့တရားလေးပေါ်လို့တကူမြင်နိုင်မှာမဟုတ်ပါဘူး With small incision, patient can have less pain, less blood loss, and faster recovery. ဒီလိုခွဲစိတ်မှုတရားတင်းငယ်တဲ့အတွက်နာကျင်မှုနေမယ်ဒီထွက်မှုနေမယ်ပြီးတော့နာလာထနာမှုညံ့နေတခြားတော့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်တာမျိုးနေပါတယ် And we can avoid the sternum wound infection. ရင်းရိုးရိုးပုံမခွဲစိတ်ရတဲ့အတွက်ရင်းရိုးရိုးမှာဖြစ်တဲ့ပိုးဝင်မှုကိုလည်းမဖြစ်နိုင်ပါဘူး More importantly, the quality of surgery is comparable or maybe superior to the conventional technique.
ပိုပြီးအရေးကြီးရတော့ရေရိုးဖွင့်ပြီးခွက်စိတ်တဲ့ result နဲ့ဒီတိုင်းခွက်စိတ်ရာတင်းငယ်တဲ့အပေါက်ငယ်မှန်ပြောင်းကနေပြီးတော့ခွက်စိတ်တာနဲ့ရလက်ကတော့ရှင်းနိုင်ပါတယ် Like this lady, something that quite difficult to see in conventional surgery. ပုံမှန်တမယိုးကြရေဘက်ဖွင့်ခွက်စိတ်တဲ့အခါမှာဒီလိုမျိုးမြင်ရဖို့ဆိုတာထိရင်ပါတယ် And for the surgical scar, you can see that on the right hand side is a conventional technique. ခွက်စိတ်မှုတန်ရာဒီကြည့်မယ်ဆိုလို့ရှိရင်ပုံမှန်တမယိုးကြခွက်စိတ်တဲ့တန်ရာဆိုလို့ရှိရင်အနာကအကြီးကြီးကျန်နေရကိုတွေ့ရမှာဖြစ်ပါတယ် Scar still prominent on the midline of the chest, but with this technique, we cannot see scar with normal dressing. ပုံမှန်တမယိုးကြခွက်စိတ်တဲ့အခါမှာရင်းရိုးလေးကနေပြီးတော့ခွက်စိတ်တဲ့အတွက်ကြောင့်မလို့လွယ်လွယ်ကူကူမြင်ရပါတယ်အထူးမှန်ပြောင်းနဲ့ခွက်စိတ်ရတင်ခဲ့တဲ့ခွက်စိတ်တဲ့အခါမှာကျတော့ဒီရင်းရိုးအလဲခွက်စိတ်ကြောင်ရကိုတွေ့ရမှာမဟုတ်ပါဘူး In some case, we can make a scar around the nipple, and you can see that the result of the cosmetic is very excellent. ဒီအားကြတော့ခွက်စိတ်ပြီးနောက်ခွက်စိတ်တန်ရာပုံပိုပြထားတာဖြစ်ပါတယ်ခွက်စိတ်တန်ရာကဒီအေဗီယိုလာနာတဝိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ခွက်စိတ်တန်ရာကိုလွယ်လွယ်ကူကူမြင်ရမှာမဟုတ်ပါဘူး Even in some case, we can do the deep incision. The small scar still make a patient with good satisfaction. ဒီလိုခွက်စိတ်တင်းငယ်တဲ့အတွက်ကြောင့်မလို့ဒီပိုးဝင်မှုလည်းရှော့ချနိုင်ပါတယ် Especially for young ladies. အထူးသဖြင့်အမျိုးသမီးတွေအတွက်ခွက်စိတ်ရာတင်းငယ်တဲ့အတွက်ကြောင့်မလို့ဒီကိုအလားပါအတွက်လည်းပို့ပြီးတော့အဆင်ပြေပါတယ် Can you see the surgical scar of this lady? This lady has a atrial septal defect. We do the surgery through the perialveolar incision. After surgery 1 year, the incision almost invisible. ဒါကြတော့အမျိုးသမီးနှလုံးသွေးဝေခံနှခမ်းကြားရှိအပေါက်ကိုခွက်စိတ်ပြုပြင်ထားဖြစ်ပါတယ်ခွက်စိတ်ပြီးတနေ့ကြာမှနှလုံးခွက်စိတ်ရာကတိတ်ပြီးတော့ဒီနေ့ကစားမမြင်ရတော့ပါဘူး And from the study, the surgical result is not inferior to the open, the big incision. စာတမ်းအရမှာဆိုလို့ရှိရင်လည်းဒီပုံမှန်တမယိုးချခွက်စိတ်တာ result တွေထည့်ပြီးတော့မှနောက်မကြပဲနဲ့ခွက်စိတ်ရာပို့ပြောလေတင်းငယ်လေရလက်ကလည်းနှလုံးရှင်ဘပွေခွက်စိတ်ဘူးနဲ့ရလက်အတူတူဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့အဆင်ပြေပါတယ် And in recent study, confirmed that minimally invasive technique can have a high rate and quality of heart valve repair. ဒီလိုမျိုးခွက်စိတ်တရားတင်းခဲ့တဲ့အတွက်ကြောင့်မလို့နှလုံးဆိုးချေပြုပြင်တဲ့ quality လည်းကောင်းလာပြီးတော့ဒီ safety အတွက်လည်းပို့ပြီးတော့ဆင်ပြေပါတယ် And similar safety outcome to the big incision. နှလုံးရင်ဘတ်ပွင့်ခွက်စိတ်မှုတွေနဲ့ရှင်းလိုက်ရင်လည်းပို့ပြီးတော့ safe ဖြစ်ပါတယ် However, this technique still need steep learning curve. I mean, like this experience and this time to practice. ဒီလိုမျိုးဒီတွေးတီအထူးမှန်ပြောင်းတဲ့ခွက်စိတ်ရာမှာဆရာတို့တွေ့ကြုံရတဲ့ခက်ခဲလေးလည်းနဲ့ကောက်ပကြောင်ရှင်းပြထားပါတယ်လေ့ကျင့်မှုအားကောင်းပြီးတော့ဒီ training တွေများဆင်ထားတဲ့အတွေ့အကြုံရှိရဲ့ဆရာဝန်တွေနဲ့ပြီးတော့အထူးကိရိယာတွေနဲ့ခွက်စိတ်ပြီးတော့အသုံးပြုထားတဲ့ခွက်စိတ်မှုမျိုးဖြစ်တဲ့ 3D အထူးမှန်ပြောင်းခွက်စိတ်မှုမျိုးဖြစ်ပါတယ် In Bangkok Heart Hospital, we have a good team and good equipment to perform 3D endoscopic cardiac surgery.
နှလုံးဆိုရှင်ပြုပြင်ဖို့အတွက် beauty video ကိုတုံးပြီးရောခွဲစိတ်တဲ့အတွက်ကြောင့်မလို့အတွေ့အကြုံရင်းပြီးရောဒီခွဲစိတ်ကိရိယာတွေကလည်းကောင်းမှုလည်းခွဲစိတ်ကိရိယာကိုဒါအသုံးပြုထားတာဖြစ်ပါတယ် So in summary, minimally invasive cardiac surgery offer less trauma, faster recovery, and better cosmetic result. ဒီကောင်ကြောရမယ်ဆိုလို့ရှိရင်ဒီခွဲစိတ်ရတင်ငယ်တဲ့နှလုံးခွဲစိတ်မှုကဆိုလို့ရှိရင်နာကျင်မှုနည်းမယ်နာနာထနာမှုမြဲမယ်အလားပါရေးရအတွက်လည်းပို့ပြီးရောရလက်ကောင်လေးလည်းပေးနိုင်တဲ့ခွဲစိတ်မှုမျိုးဖြစ်ပါတယ် And with endoscopic 3D endoscopic technique can provide excellent visualization and allow surgeon to do high quality of surgery. တွေ့ဒီအထူးမှန်ပြောင်းကိုခွဲစိတ်ပြီးတော့အသုံးပြုထားတဲ့အတွက်ကြောင့်မလို့နှလုံးခွဲစိတ်ရမှာလဲပို့ပြီးတော့တိကျမြန်တိကျကြည့်လင်းတဲ့မြင်ကွင်းကိုဒီခွဲစိတ်တိတ်ခဲ့တဲ့ခွဲစိတ်ရနေပြီးတော့မြင်ရတာဖြစ်ပါတယ် We aim to offer patients less pain, shorter hospital stay, and faster return to normal activity. လူနာလေးအတွက်ဆိုလို့ရှိရင်လည်းနာကျင်မှုနည်းမယ်စိတ်ရုံတက်ရတဲ့ရတူတောင်းမယ်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်းမြင်မြင်နဲ့ရရှိနိုင်မှာဖြစ်ပါတယ် Finally, I think smaller wound, but we can have bigger outcome. Thank you very much. ဆရာရဲ့ဆောင်ရွက်ကတော့အနာတည်တည်နဲ့ရလကတွေကိုပြသနိုင်ဖို့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်